Golula. True. Mama, có gì thằng? Cái drone mà vậy? Drone bang à. Merang coba krak na. Cuci na udah. Jadi nasi kecil. Merang sini. Landing ni star apa mau itu? Ini room senang. Ini mau dong.
ဒီကျွန်တော်တို့ရဲ့အဖိုးဦးကော်လူလာရဲ့ရေမြောအနန္ချင်းစီစဉ်မှာစာဖို့ရအတွက်နေငယ်ကျန်စာများဖတ်လိုပါတယ်ပင်ဒီမြေမုတ်ဖြစ်၍မြေမုတ်တို့ပြန်ရမည်ထိုကာလ၌မြေမုတ်ဒီနေရင်မြေကြီးတို့၎င်းဝိညာဉ်ဒီအရင်ပေးတော်မူသောဘုရားသခင်ထံသို့၎င်းပြန်သွားရလိုက်ပြီကျမ်းထဲမှာဒီလိုပြောသလိုပဲနှုတ်ကပတ်တော်၌ရှိသည့်အတိုင်းပဲပြန်နှင်းပြီးဖြစ်တော်ဥကောလူလာဤကျန်ရစ်တော်ရုပ်လက်ကိုညီတို့အနန္ချင်းစီစဉ်စတင်ကြဖို့ရန်ဆုတောင်းကြပါစို့ယေရှုရှင်တော်မြတ်စွာဘုရားကိုရရှင်ဖျားယခုချိန်ခါမှာတွင်လေအဖို့ဥကောလူလာဤညီမြုပ်ချင်းစီစဉ်ကိုစက္ကအနန္တဲ့အချိန်ခါမှာကိုရရှင်ဖျားဒီမနက်ဇာပနာအစီအစဉ်မှာပါရှိသလိုယခုအချိန်ခါမှာတွင်လေကျွန်တော်တို့နဲ့ဤသူပါရှိနေတဲ့အတွက်ယေရှုတော်ချီးမွမ်းတယ်ဒီအစီအစဉ်တစ်ခုတော့လေကိုတော်ဤလက်တော်တို့အနန္တရင်နဲ့ကျွန်တော်တို့ဒီအစီအစဉ်ကိုစပြုကြပါမယ်အာမင်ရှင်ယောဟန်ခန်းကြီး7ငွေ25မှာ25နဲ့26မှာယေရှုကလည်းငါဒီထားမြောက်ခြင်းအကြောင်းအသက်ရှင်ခြင်းအကြောင်းဖြစ်၏ငါကိုယုံကြည်တော်သူသည်တေလွန်တော်လဲရှင်လိမ့်မည်ငါကိုယုံကြည်၍အသက်ရှင်တော်သူရှိသမျှတို့သည်လည်းတေခြင်းမှအစင်မပြတ်ကင်းလွတ်ကြလိမ့်မည်ကျွန်တော်တို့ဓမ္မတခြင်းတာ၍နီးအငါဆွေးတော်မူပါကျူးကိုကျွန်တော်တို့အပိုက်ပထမနဲ့ဒုတိယပိုက်ကိုအတူဒီဆိုချီးမွမ်းဖို့ဖြစ်ပါတယ်ကြည်ချင်းဖြင့်ကိုယ်တော်မြတ်စွာဘုရားတန်ခြေပေါ်ရင်မနေလို့ဒီကိုယ်တော်သေးကကာရိုင်းတော်နာတော်ချမ်းတော်တိုင်း၍ဤစေပါချိန်ခါမှာနှုတ်ကပတ်တော်အဖြစ်အနေငယ်ခွန်အားကြပါစို့ဒီကနေ့ဒီကျွန်တော်တို့ဒီသားစုများတကယ်ချင်းမိတ်ဆွေများဝန်နေလျက်ကိုဥကောလူလာကိုညီမြုပ်ချင်းညာမှာလာရောက်ကြတာဖြစ်တယ်ဝန်နေတော်လေညော်လင့်မဲ့တဲ့သူတွေအတိုင်းမဟုတ်ပဲနဲ့ကျွန်တော်တို့တွေဒီဖရားဒီကျွန်တော်တို့အတူရှိနေတဲ့အတွက်စာလံ34အငယ်18ထဲမှာပြောထားသလိုသာဝရဖျားသည်ကျိုးပဲ့သောစိတ်ရှိသောသူတို့နှင့်နှလုံးကြည်ကွဲသောသူတို့ကိုနီးတော်မူ၏နောင်တရှိ၍စိတ်နှိမ်ချသောသူတို့ကိုလည်းကဲ့တင်တော်မူ၏တဲ့ဒီအကြောင်းပဲခုနကဆိုတဲ့တခြင်းအဖြစ်ဒါ၍နီးစီပါဆိုဒီအတိုင်းကျွန်တော်တို့အဖို့အသက်ရှင်တော့ကဆိုလို့ရှိရင်အမြဲတမ်းဒီရှင်နေဒီဆိုချီးမွမ်းနေနေ့ရက်စဉ်တိုင်းဂုဏ်တော်ချီးမွမ်းတဲ့အရာတွေလဲကိုယ်တော်နဲ့တူဒါ၍နီးစီတဲ့အရာများ
ဖြစ်တယ်ဒီနေ့မှာဆိုလို့ရှိရင်ဖျားဒီလေကျွန်တော်နဲ့အတူရှိနေတာဖြစ်တယ်ကျွန်တော်တို့ငိုတဲ့အရာတွေကျွန်တော်တို့ဝင်နေတဲ့အရာတွေကျွန်တော်တို့ဝင်လေးတဲ့အရာတွေကိုသူအားလုံးတည်တာဖြစ်တယ်ထိုနည်းတူဒီလေကျွန်တော်တို့ဝင်နေချိန်မှာပင်လေကျွန်တော်တို့နဲ့အတူရှိတာဖြစ်တယ်ဒီသနာချမ်းခန်းကြီးတော့အငယ်တစ်မှာဘယ်လိုပြောထားလဲဆိုတော့ခတ်သိမ်းသောအမှုရာတို့ဒီမိမိတို့အချိန်ရှိ၏မိုးကောင်းကင်အောင်၌ကျင်းစီသမျှအတီးတီးတို့ကိုပြုရသောအချိန်ရှိ၏ဘွားချိန်နှင့်ဒီချိန်လည်းရှိ၏စိုက်ပျိုးရသောအချိန်နှင့်စိုက်ပျိုးရသောအရာကိုနှုတ်ရသောအချိန်လည်းရှိ၏တန်းစာထဲမှာလာသည့်အတိုင်းဒီနေ့ဟာဆိုလို့ရှိရင်ကျွန်တော်တို့အင်မတန်ခက်ခဲစွာကြော်လွှားရတဲ့အချိန်တရစ်တနည်းဖြစ်ပါတယ်ဒါပေမဲ့ခက်ခဲတော့လေဖျားမပါဘဲနဲ့ဖြတ်တန်းရတဲ့အချိန်တော့မဟုတ်ဘူးဘယ်လိုပဲဖြစ်နေပါစေဘယ်လိုမျိုးအချိန်နေပဲအတိုင်းထွာပြီးဖြစ်နေပါစေကျွန်တော်တို့ဒီဖျားဒီကျွန်တော်နဲ့အတူအမြင်ရှိတာဖြစ်တယ်ဒီနေ့ပါကိုကျွန်တော်တို့ခွန်အားယူဖို့ရလဲဆိုတော့ရှင်ရကုတ်ထဲမှာပြောထားသလိုနတ်ပြန်နေနိုင်အဘယ်သို့ဖြစ်မိကိုတင်တို့မတိကြတင်တို့အသက်ကြီးအဘယ်သို့သောအရာဖြစ်သည်နည်းခဏချင်းရှားပြီးမှဝေပြောက်တတ်တော်အခိုးအငွေ့ဖြစ်၏တဲ့ကျွန်တော်တို့ဒီလောကီမှာအသက်ရှင်တဲ့အချိန်ခါမှာခဏတာတာဖြစ်ပါတယ်ဒါပေမဲ့ခဏတာဖြစ်တော်လေကျွန်တော်တို့ရှင်တန်တဲ့အသက်တာဒီပြည့်စုံခြင်းချစ်ခြင်းတရားနဲ့မေတ္တာတရားများနဲ့ပြည့်စုံခြင်းဒါလည်းမကအဖိုးအသက်ရှင်ခဲ့တယ်လို့မိသားစုများတူတပွားတူတပါးအပေါ်မှာထိရောက်နိုင်ခဲ့တဲ့အသက်တာဒီရှင်တန်ခဲ့ရတဲ့အတွက်ယေရှုတော်ရှီမွန်ဖို့ဖြစ်တယ်။ယောဟန်ခန်းကြီး7အငယ်25 26ထဲမှာဒီမနက်ကလည်းဖတ်ထားတာဖြစ်တယ်။ယေရှုကလည်းငါဒီချမ်းမြောက်ခြင်းအကြောင်းအသက်ရှင်ခြင်းအကြောင်းဖြစ်သည်။ငါကိုယုံကြည်သောသူသေလွန်တော်လည်းရှင်လိမ့်မည်။ငါကိုယုံကြည်၍အသက်ရှင်သူရှိသမျှတို့သည်လည်းသေခြင်းနှင့်အစင်မပြတ်ကင်းလွတ်ကြလိမ့်မည်။ငါစကားကိုယုံသလားဟုမေးတော်မူလျှင်မာသာကဟုတ်ပါဤသခင်ဆိုသည့်အတိုင်းအစေခံသည့်အတိုင်းကျွန်တော်တို့အဖို့ဒီလေယုံကြည်ခြင်းအဖြစ်ဒါကသူရဲ့ခံမာတဲ့သူရဲ့ယုံကြည်ခြင်းသူရဲ့ confidence ဆိုတဲ့အရာဖြစ်တယ်။အဖြစ်လို့လဲဆိုတော့သခင်ကိုယုံတဲ့သူများဒီတည်တော်လဲရှင်လိမ့်မည်တဲ့။လောကီမှာအသက်မှာဆုံးရှုံးသွားတဲ့အချိန်ခါမှာသာဝရအသက်အစဖြစ်ပါတယ်။ရှင်ပေါလုကျွန်တော်တို့ကိုပြောထားလို့ကိုခန္ဓာနှင့်ကွာဝေးရာအရက်တို့တွား၍သခင်ဖျားထံတော်၌နေမြဲနေခြင်းကအလိုရှိရဲ့ရဲရင်တော်စိတ်နှင့်ပြည့်စုံကြ၏တဲ့ To be present to be absent from the body is to be present with the Lord နောက်ဆုံးယာဒိတ်ကျမ်းခန်းကြီး27အငယ်4ထဲမှာဖျားသခင်သည်သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကိုတုပ်တော်မူမည်နောက်တစ်ဖန်ဒီဘေးမရှိရစိတ်မသာညှိတွားခြင်းအော်ဟစ်ခြင်းပင်ပန်းခြင်းလည်းမရှိရအကြောင်းမူကားရှေးဖြစ်ဘူးသောအရာတို့သည်ရွေ့သွားကြပြီကျွန်တော်တို့ဒီတနေ့ကြလို့ရှိရင်ဘုရားသခင်ပြင်ဆင်ပေးတဲ့နေအိမ်မှာအားလုံးဒီတူးနဲ့တူးယုံကြည်သူဖြစ်သည်ဆိုသည့်အတိုင်းတကယ်ကျွန်တော်တို့ရဲ့စစ်မှန်တဲ့အိမ်ကိုပြန်ရမှာဖြစ်တယ်ဆိုတော့ဒီနေ့ဝမ်းနေတော်လဲကျွန်တော်တို့မျှော်လင့်ခြင်းဆိုတာရှိတာဖြစ်တယ်တတလောနီပထမစာဆောင်ခန်းကြီးလေးအငယ်73ချက်မှာညီအကိုတို့မျောလင့်ခြင်းမရှိတော့အခြားသူတို့ဒီဝမ်းနဲ့တကယ်တို့တင်တို့ဒီဝမ်းမနှဲမီအကြောင်းအိပ်ပျော်သောသူတို့ဤအမှုအရာကိုမတိပဲနေစေခြင်းကငါတို့အလိုမရှိတဲ့ဆိုတော့ဒီနေ့အဖိုးရဲ့ကောင်းအသက်တာပေါ့နော်ဒီနေ့ဒါသမီးညီမြင့်များတိတိုင်အောင်ပြောသွားတဲ့အရာတွေကကျွန်တော်တို့မိသားစုတွေတော့ပဲမဟုတ်ဘူးအဖိုးကိုတီးခဲ့တဲ့အတူအဖိုးရဲ့အသက်တာထဲမှာတရက်တော်အားဖြင့်တော့၎င်းတစ်ချိန်အားဖြင့်တော့၎င်းအဖိုးနဲ့ခဏတာအားဖြင့်တော့၎င်းအဖိုးကိုစကားပြောခဲ့တဲ့အတူအဖိုးအကြောင်းကြားခဲ့တဲ့အတူတွေအားလုံးက memories เนาะကျွန်တော်တို့ဤ
အောက်မေ့ဖွယ်ရာများစွာရှိပါတယ်ဆိုတော့ဒီအရာများကိုကျွန်တော်တို့ဆွဲကိုင်းပြီးတော့အဖိုးကိုအောက်မေ့တတိယဒီတိုင်းမှာကျွန်တော်တို့ဒီအဖိုးတီဆူချီမွန်ခဲ့တယ်လို့ဒီနေ့နောက်ဆုံးဖျားเจ้าမှာဇာပနာအစီအစဉ်မှာဖွင့်တဲ့အဖိုးရဲ့ရှင်းထဲမှာလောကရဲ့တေးတော်လို့သူတရှင်းဆက်ထားတာဖြစ်တယ်အဖိုးကတော့ခဏတာတေးတော်ကနေထွက်ခွာသွားပြီးသူ့ထာဝရအင်တော်ထဲကိုသူကပြန်သွားပြီးဖြစ်ပါတယ်ဆိုတော့ဒီနေ့မှတင်လေဘိုးရဲ့မြင်မြုပ်ခြင်းစက္ကန့်အနက်ချင်းအချိန်ခါမှာဒီရများအဖြစ်ကျွန်တော်တို့တယောက်စီတိုင်းခွန်အားယူဖို့ဖြစ်ပါတယ်။ရောက်စီတိုင်းဖျားခင်ကောင်းချီးပေးပါစေ။ခုချိန်ခါမှာကျွန်တော်တို့ခွာရအများအဖြစ်ခွာရတခြင်းအဖြစ်ဂုဏ်တော်ချီးမွမ်းဖို့ဖြစ်ပါတယ်။ကျေးဇူးပြုတင်ပါတယ်စัจ java ဒာနဲ့ကဘာမိုးမြေကိုဖန်ဆင်းဆူဆန်တော်မူသောအနန္တတကုရှင်ဘုရားသခင်ဤထံတော်ပါသောဥဘောလူလာဤဝိညာဉ်သည်ဤယာယီတဲဖြစ်တော်မြေအိမ်မှလူလက်ဖြင့်မလို့နိစ္စသာဝရတည်တော်မူသောနိုင်ငံတော်သို့ဝင်စားဖို့ရန်ခေါ်တော်မူခြင်းကိုခံရသည့်အတိုင်းပြန်သွားပြီးဖြစ်တော်ကြောင့်ကြံကျွင်းသောရုပ်အလောင်းကိုမြေကြီးဖြစ်၍မြေကြီးတို့၎င်းမြေမုတ်ဖြစ်၍မြေမုတ်တို့၎င်းအရာခတ်သိမ်းကိုတည်မြင်သောသခင်ယေရှုခရစ်၏တကိုးတော်အားဖြင့်ဤပုဒ်သက်တော်ခန္ဓာကိုယ်သည်ပြောင်းလဲ၍အတရေနှင့်ပြည့်စုံသောကိုယ်ခန္ဓာနည်းတူပြောင်းလဲစေ၍သာဝရအသက်ရှင်ခြင်းအလုံးငါရှင်ပြန်ထမြောက်စေတော်မူမီဟုယုံကြည်စိတ်ချလျက်သုံးပါးတစုဖျားဖြစ်တော်သ
တာခမီးတော်တာတော်တန်ရှင်တော်ဝိညာဉ်တော်ဤနာမတော်မြတ်၌တကြိုအနံပါ၏ခုချိန်ခါမှာခုနကတာ၍အငါဆွဲတော်မူပါကျူကိုအပိုင်ငယ်3နဲ့4ကိုဂုံတော်ချီးမွမ်းပြီးတဲ့အချိန်ခါမှာဆမနယောမီကံကနေမိသားစုနဲ့ညာနဲ့အတွက်အတူတကွကျွန်တော်အားလုံးအတွက်ကောင်းကြီးဆုတောင်းပေးမှာဖြစ်ပါတယ်ရှိတွင်ဆုတောင်းရခြင်းတွင်အလင်းတော်နာရှင်ကရာအိဆွေချင်းကဲ့သို့တောင်းပန်ပြောဆိုခြင်းသူလေးချလို့တည်တယ်လားဘုရားတင်နာကာရိုင်းတော်နာတို့ကျွန်တော်တိုင်းဤစေပါအာရီစေလုံးလို့ဤစေပါကိုတော်အပါရဲ့လာချစ်ချစ်ကျွန်တော်ဒီတိုင်းဤချစ်မြေကိုသူပြီးနာယေနာတော်ဝမ်းမြောက်ချစ်ကျွန်တော်မိမိကျွန်တော်ဘဝေသာတော်အသက်ရှင်ခြင်းသိခြင်းနဲ့ကဘာမိုးမြေစัจ java တစ်ခုလုံးကိုဖန်ဆင်းပိုင်တအုပ်စိုးတော်မူသောဖထာဝရမြတ်စွာဘုရားသခင်ဒီကနေ့ကိုရောဘုရားသခင်ချစ်တော်မူသောတာကြီးအချို့အတွက်မူကားအဝါအချို့အတွက်မူကားအဖိုးအချို့အတွက်မူကားဦးလေးအကိုစသည်ဖြင့်ကျွန်တော်ကျမတို့ချစ်လာစွာသောအဝဦးကလူလာလောကမှာသက်ရှင်စဉ်ကိုရောဘုရားသည်အသက်93နှစ်ကျော်ထိဘုရားသခင်လက်တော်တကူတော်အဖြစ်ဘုရားရှင်ကွယ်ကာစောင့်ထိန်လမ်းပြပို့ဆောင်ခဲ့သည့်အတွက်ကြောင့်ဒီကနေ့ဘုရားကလာ၏ကိုယ်ွယ်ယုံကြည်သောအဖခမည်းတော်၏ဘုန်းတော်နာမတော်ကိုဥစွာချီးမွမ်းပါ၏အိုဖမြတ်စွာဘုရားခင်အဘိုး၏ဘုရားခင်ဖြစ်တည်နေသူဒီကနေ့သားသမီးများမြေမြင့်မသက်ဆိုင်သောဆွေမျိုးသားချင်းတို့၏ကိုယ်ွယ်ခေါ်လုံးထိုက်သောဘုရားဖြစ်တည်အတွက်ကြောင့်လည်းဖဖျားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါ၏အဖမြတ်စွာဘုရားဤသားကြီးအတ္တတာကိုကိုရောဘုရားဤယာယီတဲ့ဖြစ်တဲ့လောကကြီးမှာအသက်ရှင်စဉ်ခိုက်မှာကိုရောသည်မိမိတိုင်းပြည်အကျိုးလုံးငါတော်၎င်းမိမိလူမျိုးဖို့လုံးငါတော်၎င်းမိမိမိသားစုမိမိဆွေမျိုးသားချင်းနဲ့ယနေ့ကိုရော၏အသင်းတော်အတွက်ယုံကြည်သူများတို့ဖို့လုံးငါကိုရောအိုးဘွေအသုံးပြုခဲ့သည့်အတွက်ကြောင့်လည်းဖျားသခင်ကြီးမြတ်သောနာမတော်ကိုချီးမွမ်းပါ၏အိုဘာမြတ်စွာဘုရားခင်ဒီနေ့ဒီချိန်ကမှာအဖဖျားရဝဲမှာရှိသောသူ၏ချစ်လာစွာသောတာနှင့်အိမ်ထောင်မိသားစုတို့လည်းကိုရောကိုကျေးဇူးတင်တယ်ဤတာနှင့်အိမ်ထောင်မိသားစုပေါ်မှာကျွယ်ဝသောကောင်းကြီးချပေးပါနှစ်သိမ့်ခြင်းပြေဝချပေးတော်မူပါယနေ့ဖျားရှင်အနိကပြုစုဆောင်ရှောက်ရသောရှိသောကိုရောဤတမီးကြီးမလူဘူးနေခင်မွန်တဲ့တာသမီမြေမြင့်များချွေးမများအားလုံးတို့ကိုလည်းဖျားသခင်ကျွယ်ဝသောကောင်းကြီးနှင့်ပတ်ရခဲ့သည့်ဤသူလာလတ
ရှောင်းမှလည်းပဲကိုရောဤကြီးသောမှုတော်မြတ်ထဲမှာတာ၍နဲ့နေကြဝန်းစွာဖြင့်ဖျားရှင်သုံးတော်ခံကြဖို့ရန်ဖျားရှင်ဆက်လက်ကောင်းကြီးပေးတော်မူပါတမီးကြီးဖြစ်တော်မူသောမမော်လီနှင့်ခင်မွန်းတဲ့တာကိုအောင်တို့နဲ့ဇနီးတဲ့မြေများအားလုံးတို့ပေါ်မှာလည်းပဲဒီကနေ့ဖျားသခင်ထံတော်ပါမှာကိုရောရဲ့မြတ်တာကြွယ်ဝခြင်းကျေးဇူးပြုနာတော်များကိုတာ၍မြဝေစီစဉ်စေနိုင်တဲ့မိသားစုဖြစ်ဖို့ရအံ့ဩဖွယ်ရာဖျားရှင်ဆက်လက်အသုံးပြုတော်မူပါဖျား။အိုဖာမြတ်စွာဖျားသခင်ဂျပန်နိုင်ငံမှာမိသားစုနဲ့နေလျက်ရှိသောကိုရော၏အစေခံကျွန်သမီးအားဖြင့်လည်းကိုရောကိုကျေးဇူးတင်တဲ့သူ၏မိသားစုနဲ့တူကိုရောအံ့ဩဖွယ်ရာတိုင်းတစ်ပါးမှာအသုံးပြုနေသည်ဤသူဆက်လက်၍အသုံးပြုပါအထူးသဖြင့်ဤသမီးကြီးဘရတာဒနာတော်ခရစ်တော်၏ကျေးဇူးတော်သာသနာတိုးပွားခြင်းအလုံးကအံ့ဩဖွယ်ရာဖယားရှင်အသုံးပြုတော်မူပါအဖဖယားခင်ဤသမီးအလားကြီးကိုကောင်းကြီးပေးလျက်ဖခင်ကြီးအတွက်ဤကဲသို့ကောင်းသောအမှုဖယားရှင်ရှေ့မောက်၌ပြုရသောအခွင့်အတွက်ဖယားကုံတော်ကိုချီးမွမ်းသလိုအပြန်ခီးလည်းဖယားပို့ဆောင်ကောင်းကြီးပေးတော်မူပါအဖမြတ်စွာဘုရားခင်မြေများထဲမှာကိုရောချစ်တော်သားဆရာပီတာနဲ့မိသားစုကိုလည်းအံ့ဩဖွယ်ရာဖျားကောင်းကြီးပေး၍အသုံးပြုနေသည်ဤသူဆက်လက်အသုံးပြုတော်မူပါနိုင်ငံတော်နဲ့ဖျားဤကျေးဇူးတော်သာသနာတော်တိုး၍ပွားခြင်းပြန်စေသောအသုံးတော်ခံတဲ့မိသားစုဖြစ်ဖို့အံ့ဩဖွယ်ရာကောင်းကြီးပေးတော်မူပါအဖမြတ်စွာဘုရားခင်ကျေးဇူးတင်တယ်ယနေ့ကျမတို့ချစ်တော်ဘုရားဒီနေ့ဒီချိန်ခါမှာကိုရောရဲ့ရင်ခွင်တော်မှာနားနေပြီဖြစ်တယ်။ကိုရောဘုရားသခင်နဲ့ငြိမ်းချမ်းသာယာစွာဖြင့်ယနေ့ကိုရောဘုရားခင်ရဲ့ကျေးဇူးတော်ဘုန်းတော်ဂုဏ်တော်ပေါင်းကိုချီးမွမ်းနေပြီဖြစ်တယ်။ဒီပြင်ဘုရားခင်သူချစ်တဲ့ဇနီးတဲ့နဲ့သူတွေ့ပြီဖြစ်တယ်။ကိုရောဘုရားကျေးဇူးတင်တယ်။ယနေ့ဘုရားရှင်ကိုရောဘုရားဒီနေရာမှာရောက်ရှိနေကြတဲ့သားသမီးကျမတို့ဒီလည်းပဲတနေ့တစ်ချိန်မှာဤကဲ့သို့ပင်လေကိုရောဤတက်တက်ချင်းချက်တော်နေရောက်ရင်ကိုရောဘုရားခင်ပေးတော်လမ်းကိုရှောင်လန်း၍ခြောက်ရပြင်ဆင်ပေးသောအိမ်တော်သို့တွားရမဲ့သူများအစဉ်သင့်ဖြစ်ပေါ်ရန်အတွက်ဧဝံဂေလိတရားကယ်တင်ခြင်းတင်းစကားကိုကျွမ်းမဲ့လက်ခံယုံကြည်၍တက်ရှင်သောသူရောက်စီဖြစ်ခြင်းလုံးကဖျားရှင်ကောင်းကြီးပေးတော်မူပါဒီကနေ့အဖို့ဤယုတ်ကလကိုကျမတို့မြေသို့အနံ့ခြင်းအမှုကိုပြုသည်ထိတိုင်အောင်ကောင်းကြီးပေးသောဖျားခင်ရဲ့ကျေးဇူးတော်ကိုရှိမွမ်းပါတယ်အဖဖျားအစာအရာရာဝိုင်းဝန်းကူညီကြသောသူများနဲ့အတူဖျားခင်ဒီယနေ့ရဝေကလာကြသောဆွေမျိုးသားချင်းတွေရဲ့အပြန်ခီးတွေကိုလည်းဖျားပို့ဆောင်ကောင်းကြီးပေးတော်မူပါ။အိုဖမြတ်စွာဘုရားကျေးဇူးတင်တယ်။ဂရဏီမြမသင်းတော်နဲ့ဤအိမ်ထောင်မိသားစုများအဘိုးဤမျိုးစဉ်မျိုးဆက်ကြံရစ်နေသေးသောမိသားစုဝင်တွေအယောက်စီတို့အပေါ်မှာလူတွေမပေးနိုင်တဲ့ငြိမ်သက်ခြင်းကဲတင်ခြင်းဝမ်းမြောက်ခြင်းကိုရောဘုရားရဲ့အမှုတော်သာသနာတော်ထဲမှာဝမ်းမြောက်စွာဖြင့်ကိုရောဘုရားရဲ့ဧဝံဂေလိမျိုးစေ့ကိုကျဲနေသောသူများဖြစ်ဖို့အံ့ဩဖွယ်ရာဆက်လက်အသုံးပြုတော်မူပါမယ့်အကြောင်းယေရှုခရစ်တော်ဘုရား၏နာမတော်ကိုအမိပြုတဲ့ဆုတောင်းပါတယ်ဘုရား အာမင် သုံးပါးတစုဘုရားဖြစ်တော်မူထသောအဖခမည်းတော်၏မကုံမဆုံးနိုင်သောချစ်ချင်းမြတ်တာတော်သာတော်သခင်ယေရှုခရစ်တော်ဘုရား၏ကျေဝါပြည့်စုံသောကျေးဇူးကရုဏာတော်နှင့်တန်ရှင်သောဝိညာဉ်တော်၏အစဉ်မြဲဆောင်ထိမ်းမဆလမ်းပြခြင်းနှစ်သိမ့်ခြင်းမိတ္တာရဖွဲ့ခြင်းစုကျေးဇူးကောင်းကြီးမင်္ဂလာတော်သည်ဒီကနေ့အဖို့၏နောက်ဆုံးဇာပနာဝမြေသို့အနံ့ခြင်းထိတိုင်အောင်ပို့ဆောင်ကောင်းကြီးပေးကြသောသားသမီးအယောင်စီတို့ပေါ်သို့၎င်းအဘိုး၏ချစ်လာစွာသောတာဤအိမ်တော်မိသားစုနှင့်သမီးများ၏အိမ်တော်မိသားစုများမြေများမြင့်များနှင့်သက်ဆိုင်သောဆွေမျိုးသားချင်းနှင့်ကရဏီမြမသင်းတော်ပေါ်သို့ကာလစဉ်ဆက်တက်ရောက်၍တည်ရှိတည်နေပါစေသောအာမင်
ကျေးဇူးချူးတင်ပါတယ်ခုချိန်ခါမှာကျွန်တော်တို့တင်ချိုင်းမှာလုပ်တဲ့သူများဒီဘိုးရဲ့ယုတ်ကလတ်ကိုသူတို့ရေထဲကိုတဝက်ချမှာဖြစ်တယ်တဝက်ချပြီးစင်ခါမိသားစုများကနေပေါ့နော်နောက်ဆုံးဗန်ချေချစ်ချင်းဖြစ်တော်၎င်းနောက်ဆုံးအဖိုးကိုနှုတ်ဆက်ခြင်းအဖြစ်တော်၎င်းမိသားစုကနေဥဆောင်ပြီးတဲ့အချိန်ခါမှာကျန်တဲ့လာရောက်တဲ့ငွေချင်းမိတ်ဆွေမိသားစုများအားလုံးဒီလေပန်းများအားဖြစ်ပေါ်နော်အဖိုးကိုနှုတ်ဆက်နိုင်ပါဒီအကြောင်းပြောကြားလိုပါသည်ဒီနေ့လာရောက်ကြတဲ့ဒီမနေ့အစီအစဉ်မှာတော့၎င်းဒီအနန္ချင်းအစီအစဉ်မှာတော့၎င်းလာရောက်ပြီးမှချစ်ချင်းမေတ္တာတရားများကိုလာပြချတဲ့ကျွန်တော်တငယ်ချင်းမိတ်ဆွေမိသားစုများအရောက်စီရင်ကိုဖျားခင်ကောင်းချီးပေးပါစေမိသားစုကိုစားပြောကြားလိုပါတယ်အဖိုးထံမှစီစဉ်လာတဲ့စုကြည်စုများဒီလေကျွန်တော်တို့အားလုံးပေါ်မှာဆက်လက်ရေးတက်ရောက်ပါစေလို့ကျွန်တော်ဆုတောင်းရင်းနဲ့အရောက်စီတိုင်းကိုလည်းဒီကနေပဲမိသားစုကိုစားအားလုံးကျေးဇူးတင်ရင်းနဲ့နှုတ်ခွန်းဆက်ကလိုပါတယ်အရောက်စီတိုင်းဖျားခင်ကောင်းချီးပေးပါစေพี่น้องเนี่ยနေရာထားလာမှနေလို့တဲ့နည်းနည်းပြန်လဲရမယ်တဲ့ပပဘာကရွှေ့ပြီလား Maybe hold it off, counter step, because we're going to get help. So we're going to come out this way, and then we're going to step your way, and then come right back. All right.
โอเคအခုချိန်ခါမှာမိသားစုများနဲ့တူတူပါဆရာဆရာမများကနေအချိန်ယူဖို့ဖြစ်တယ်ပြီးလို့ရှိရင်ကျန်တဲ့သူများအားလုံးဆက်လက်ပြီးမှလှုပ်ဆက်ဖို့အချိန်ဖြစ်ပါတယ်မိသားစုများအရင်မိသားစုများနဲ့ပြီးတဲ့အချိန်ခါမှာကျွန်တော်တို့ဒီဖက်နဲ့ဟိုဘက် line လေးလောက်လိုက်ရအောင်နော်ဆိုတော့နည်းနည်းလေး traffic jam မဖြစ်အောင်လေဒီဘက်ကတလိုင်းလာဟိုဘက်ကဒီဘက်ကိုတွားလိုက်နော်ကျေးဇူးတင်ပါတယ် 对。 Hey, you are the bodyguard? Really? On this side. On that side. You come here. Don't get hurt. You're gonna do bodyguard of Lala. We're gonna take pictures. Thank you.